ကဲတအုပ်ကိုမြန်မာငွေ600ဝန်းကျင်လောက်ပဲချသင့်မယ်စာအုပ်40တောင်ပါတယ်စာအုပ် collection ကြီးနဲ့မိတ်ဆက်ပေးပါမယ်ဒီခေတ်ကြီးမှာ600ကျပ်ဆိုတာကမဟုတ်တောင်မှစားလို့မရဘူးเนาะမဟုတ်တောင်တစ်ခါစားလို့ရှိရင်1500 2000ဖြစ်နေတယ်ခေတ်ကြီးမှာခုလိုမျိုးကလေးငယ်လေးတွေအတွက်စာအုပ်တအုပ်ကိုဒါ600ဝန်းကျင်လောက်ပဲချသင့်မယ်စာအုပ်40 collection 2400တန်နဲ့မိတ်ဆက်ပေးပါမယ်ဒီမှာဆိုလို့ရှိရင်ကလေးငယ်လေးတွေရဲ့သူတို့ရဲ့နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ပစ္စည်းလေးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာမျိုးလေးတွေပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာမျိုးလေးတွေကိုရေးသားထားတယ်အင်္ဂလိပ်လိုလည်းပါတယ်မြန်မာလိုလည်းပါဝင်ပါတယ်เนาะအသက်3နှစ်အထက်ကလေးတွေဆိုရင်တော့စာဖတ်တတ်ရင်ကိုယ်တိုင်ဖတ်ရှုလို့ရတယ်လို့မျိုး3နှစ်အောက်ကလေးတွေဆိုလို့ရှိရင်လည်းမိဘတွေကနေပြီးတော့ရုပ်ပုံလေးတွေပြပြီးတော့ဖတ်ပေးလို့ရပါတယ်เนาะဒီလိုမျိုးစာလေးတွေကိုဖတ်ပေးခြင်းအပြင်ကလေးငယ်လေးတွေရဲ့အသိပညာတွေပို့ပြီးတော့ဖွံ့ဖြိုးလာမယ်အင်္ဂလိပ်မြန်မာနှစ်ဘာသာပါဝင်တဲ့အတွက်ကြောင့်မို့လို့စကားလုံးဝေါ်ဟာရာလေးတွေလည်းပို့ပြီးတော့ကျွဲဝလာပါလိမ့်မယ်နော်ကဲအခုလိုမျိုးအုပ်40ကြီးတောင်ပါတဲ့အတွဲဟိုမှာ2400ချက်ထင်းနဲ့မာယူရရှိမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လေဒါ coloring book ပုံစံမျိုးလေးနှစ်အုပ်ပါတယ်ပေါ့နော်စာမျက်နှာကဘယ်လောက်ပါလဲဆိုတော့တအုပ်မှာ10မျက်နှာဝန်းကျင်လောက်ပါပါတယ်အရေးအတွက်အများကြီးမရလို့အခုပဲအမြန်ဆုံးမှာယူလိုက်ပါကျေးဇူးအများကြီးတင်ပါတယ်